မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမှာကတော့လေကျမ်းမာပြီးပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံပေါ့အဲ့ဒီအတွက်နေ့စဉ်လှုပ်တင်တဲ့အလေးအကျင့်ကောင်းလေးတွေအကြောင်းဖော်ပြထားတဲ့မတ်စုတချို့ကိုကြည်ပြီးအဓိကအချက်တွေထုတ်ကြည့်ကြမယ် ဟုတ်ကဲ့ပါဆိုတော့အဲ့ဒီမဆုတွေထဲကလက်တွေ့အသုံးချနိုင်မဲ့အသိပညာလေးတွေပေါ့နော် ဟုတ်တယ်အဓိကသူတို့အလေးပေးထားတာကဘာလဲဆိုတော့ဟိုတေးသေးလေးတွေပဲဒါပေမဲ့မလှုပ်သွားတဲ့အလေးအကျင့်တွေကအရေးရှိတွေကြိုင်အများကြီးအကျိုးရှိတယ်ဆိုတာပဲ ဟုတ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းနေနော်တခုချင်းစီကသေးပေမဲ့လေတကူလုံးကျမ်းမာရေးကိုဘယ်လိုမျိုးအပြန်လန်အထောက်အကူပြုနေလဲဆိုတာကစိတ်ဝင်စားစရာပဲချိတ်ဆက်မှုပေါ့ ဟုတ်တယ်ကဲဒါဆိုအခြေခံအကြဆုံးအချက်လေးတွေနဲ့စကြည့်အောင်လားအိတ်ချိန်တို့ရေတောက်တာတို့အစားအသောက်တို့ပေါ့ အဲ့ဒါတွေကအဓိကပဲလေ မဆုတွေထဲမှာတော့ဒီနေ့ကို9နာရီကနေ10နာရီအိတ်ဖို့လို့တယ်လို့ဆိုထားတယ်ဒါပေမဲ့ပိုစိတ်ဝင်စားစရာကောင်းတာကလေအိတ်ချိန်ဘလောက်ကြာကြာအိတ်လဲဆိုတာထက်အိတ်လာဝင်ချိန်မမှန်ရှိဖို့ကပိုအရေးကြီးရလို့ဆိုတယ်ဟော်မုန်းတွေညီမျှဖို့တော့ပေါ့ အဲ့ဒါမှနဲ့လေခန္ဓာကိုယ်ရဲ့နိုင်စီချက် circadian rhythm ကိုထိန်းတာပေါ့အဲ့ချိန်လုံလောက်တာကခုနပြောသလိုကိုယ်ခန္ဓာစနစ်ကိုလည်းကောင်းစေတယ် ဟုတ်ပါပြီးတော့မနစာကတနေ့တာလုံးအတွက်အရေးကြီးဆုံးအစာပြီးတော့ဇီဝကမ္မအဖြစ်စဉ်ကိုကောင်းကောင်းစတင်လဲပတ်စေတယ်လို့ဆိုထားပြန်တော့ ဟုတ်တယ်အဲ့ဒီဇီဝကမ္ဘာဖြစ်စဉ်ဆိုတာကခန္ဓာကိုယ်ကအစားအစာကိုစွမ်းအင်ပြောင်းတဲ့လုပ်ငန်းစဉ်လေကောင်းမွန်နေမနစားကအဲ့ဒါကိုမနစောစောစပြီးလုံစော်ပေးလိုက်တာဒါမှကနေလုံးလန်းစမ်းနေမှာပေါ့ ရေတောက်တာကြတော့ရောမဆုမှာအနည်းဆုံး10ခွက်တောက်ဖို့အကြံပြုထားတယ်နော် ရှစ်ခွတ်အဲ့ဒါကခန္ဓာကိုယ်ထဲကအညစ်အကြေးတွေအစိတ်အတောက်တွေကိုစွန့်ထူဖို့အဓိကတော့ချက်တယ်ရေတဲ့ပြေဝတီဖို့လိုတယ်လေဒါတွေကအခြေခံကျမ်းမာရေးအတွက်မရှိတယ်ပေါ့ ကဲဒါဆိုအခြေခံလောင်စာဖြည့်တာနဲ့အနားယူတာပျော်ပြီးပြီဆိုတော့လှုပ်ရှားမှုအပိုင်းကိုဆက်ကြည့်အောင် ဟုတ်ကဲ့ ဟုတ်မဆုထဲမှာကတပတ်ကိုအနည်းဆုံး3ချိန်4ချိန်လောက်တစ်ခါလှုပ်ရင်မိနစ်30လောက်4ချိန်ခန့်လှုပ်ဖို့အကြံပြုထားတယ် ဘယ်လိုလေ့ကျင့်ခန်းမျိုးဆိုပြီးတော့ပြောထားသေးလား သူကတိတိကျကျကြီးတော့မဟုတ်ဘူးကိုကြိုက်တာလှုပ်လို့ရတယ်ပေါ့လမ်းလျှောက်တာမျိုးပြေးတာမျိုးဒါမှမဟုတ်ယောဂလှုပ်တာမျိုး aerobic ရောပျော့ပြောင်းမှုလေ့ကျင့်ခန်းရောလှုပ်တင်တယ်ဆိုတဲ့တပိုးမျိုး အဲ့ဒါကောင်းတယ်လေ့ကျင့်ခန်းကကိုအလေးချင်းထိန်းတာတို့နှလုံးကျန်းမာရေးတို့အတွက်ကောင်းတာတီးပြီးသားပေမဲ့မဆုတွေမှာထောက်ပြထားတာလို့ပဲစိတ်ဖြစ်စီမှုလျှော့ချဖို့လိုက်ရမ်းရေးချီတယ်လေ